ဒီနေ့မှဆိုရင်တော့ RAM မှာကျွန်တော်ကူရှန်ကင်ထားရပါတော့ Rubber Blue ဘက်လည်းစားပြီးဆိုတော့ကိုလင်းလေးကိုတော့ကန်တယ်အမှကိုလင်းတစ်ခါရှော့တယ်အဲ့ဒါနဲ့ဒီကြံငယ် create ရဲ့ daily ကိုပြန်လာစားပြီးတော့ enemy တန့်လာတာမီယာတေနေတော့ enemy တန့်ကိုလည်းနောက်တစ်ခေါက်ထပ်ခေပေးလိုက်တယ်ပေါ့နော်ဒီမှာဆိုရင်လည်းအားလီပိုင်းမှာပကွီတိုရဲ့စောင့်ရဖက်နေဟီရိုကီနှစ်ကောင်လောက်ရနေရဆိုတော့ဒီကောင်ဒမ်းမဲတော်တော်ထွက်နေပေါ့နော်ဒီကောင်တော်တော်ဖက်နေဆိုတော့ကျွန်တော်တို့ကြံငယ်စုံတိုင်းမှာပဲဒီကောင်ဝင်ရှင်လို့ဝင်ထွက်ရှင်လို့ထွက်လုံးနေဒီမှာဆိုလည်း arrow လေးပဲထိသွားတယ်ဒီကောင်တစ်ချက်ထိုးတာနဲ့ပျောက်ရောနော်ကျွန်တော်ကလည်းအာဒီတော့ရှိရတဲ့အတိုင်းမပြတ်လို့ထင်ပြီးတော့မပြေးလိုက်မိဘူးပေါ့နော်9မိနစ်ရှိပြီဆိုတော့ဒီကောင်ကြံငယ်စုံတိုင်းမှာဒီတစ်ခေါက်တော့မရအောင်ကျွန်တော်စောစောစီးစပယ်တုံးပြီးပြေးလိုက်တယ်ဒါပေမဲ့အထဲမှာမီယာရှိနေတဲ့ဘက်လေးများရမလားဆိုဝင်လိုက်တာမီယာပဲကီလိုခေရရင်လည်းကျွန်တော်ပဲပြန်ရှော့ရပါတယ်ဒီလိုနဲ့ပဲအရန်ဆောင်ရံဖက်ပြင်းနေတဲ့ပကွီတို့ကျွန်တော်ဒီမှာ hero key ရလိုက်ရပါတော့အမှအားရနေစပြီးတော့ကျွန်တော်ဆောင်ရံဖက်လာတာပဲ first starter နဲ့ second starter ပကွီတို့ရထားတော့အခုချိန်မှာပကွီတို့တေသွားတော့တာဒီတက်တာတေကျွန်တော်အတွက်ပဲပေါ့နော်ဒါမှမဟုတ်တို့ဖက်စလီနာလာလူချင်နေတယ်ကျွန်တော်မှလည်း retrieve spare AC ရှိတယ်ဆိုတော့ကျွန်တော်လည်း AC လေးပဲ key ရမြန်မြန် key ရပေါ့နော်ပကွီတို့မထွက်လာခင်အထိအဲ့တော့စလီနာ arrow နဲ့ပြစ်ပြီးတော့လာပြီးတော့ကောက်တယ်ကျွန်တော်လည်း retrieve AC လေးပဲပေါက်ပေးလိုက်ရပါတော့ဒီမှာဆိုရင်ဂျူလီယာသူ့ကိုမတ်မှာတွေ့နေရတာတော့မတွေ့ရအောင်ထင်ပြီးတော့မှပုံနေရပါတော့ပုံနေတော့ဒီကောင်လည်း AC လေးပဲတက်ပေးလိုက်တယ် enemy ဘက်စလီနာတော်တော်ကောင်းတယ်ပေါ့နော် arrow တွေကဘလို့ပြစ်ထိနေတာကျွန်တော်တို့ဖက်ပဲမကျွမ်းတာလားအတုံးမကြလာတော့မလို့ဒီမှာဆိုရင်ကျွန်တော်စလီနာကိုပါစိတ်လေးဆွဲပေးလိုက်ရပါတော့ညမှာဆိုရင်မီယာကိုပြပြီးလာတယ်ကျွန်တော်ကပြေးမလို့ပဲပေါ့နော်ပြေးရတော့ပြေးပါတယ်ဒါပေမဲ့မလွတ်တော့ဘူးပေါ့နော်ဒါနဲ့ပဲကျွန်တော်ပြန်ထွက်လာတဲ့အချိန်မှာအပေါ်လေးမှာပတ်တဲ့ဆိုင်နဲ့ Bra-ray Eddy ကိုကျွန်တော်စောင့်ပြီးတော့ Bra-ray လည်း Eddy ပေးပြီးဆိုတော့ကျွန်တော်တို့ AC SMA တော့ဘာလို့ပို့ရုံနဲ့မှာပကွီတော့လည်းဝင်လာပြီးထိုးမလို့နဲ့တူကပဲကြောက်ပြီးပြန်ပြေးနေရပါတော့အဲ့မှာကျွန်တော်ကလည်းဒါလေးကိုပြေးပြီးဒါလေးပြန်တိန်နေတာ hero key ရပါတယ်ဒီမှာဆိုရင် RT နဲ့ပကွီတိုလေးကိုပါထပ်ပြီးကောက်လိုက်ရပါတော့ပကွီတိုလည်းမရှိဘူးဆိုတော့ကျွန်တော်ဒီ first floor လေးကို AC လေးပဲခီးလိုက်ရပါတော့အောက်လမ်းမှာတော့မီယာခိုးနေတယ်ဒီမှာ Julian လေးကိုကျွန်တော်တွေ့လိုက်ရပါတော့လော်လာတဲ့အချိန်တစ်ကောင်ရောရင်ပိုကောင်းတယ်ဆိုပြီးကျွန်တော်ဂျူလီယန်လေးကိုပါထပ်တက်ပေးလိုက်တယ်ဒီမှာဆိုရင်လည်းကျွန်တော်7 minute ရှိ first tower မရတော့ first tower အတင်းယူနေတဲ့အချိန်မှာမီယာအနောက်နေပြီးတော့ကိုပြောက်ပြီးလာပြတ်တယ် Bra-ray Eddy နဲ့ဆိုတော့ကျွန်တော်လုံးဝမလွတ်ပဲနဲ့တိတ်သွားရပါတော့ဒီမှာဆိုရင်လည်းဂျူလီယန်ဆိုတဲ့ကောင်ကဒါအမတ်မရှိရလားပါလားမသိအပေါ်လိမ့်မှာပဲဒီနားမှာတော့ကျွန်တော်တိတ်မလို့ဖြစ်သွားတဲ့အတိုင်းပဲသူ့အလားလေးပဲပြန်တက်ပြလိုက်ရပါတော့ဒီမှာဆိုလည်းပတဲ့ဆိုင်လားမဆိုင်လားဆိုတဲ့အချင်းလေးရှိုးတဲ့အချိန်မှာပကွီတိုတာတွေ့သွားရမှာနော်တွေ့သွားတာကောင် AC လေးတက်လိုက်တယ်မီယာလည်းကိုပြပြီးသားပြည့်တယ်ဆိုတော့ကျွန်တော်ကလည်းဒါမိန်နာနေဒီတော့ကြောင့်ဒီကောင်ကိုပြန်ပေါ်လာတာကိုစောင့်ပြီးတော့စပယ်ဝိုင်းနဲ့ဝင်ပြီးတော့တက်ပေးလိုက်တယ်မှာဆိုရင်စရီနာပြေးရပါတော့ဒီကောင်ကဟိုကျွန်တော်လည်းအာဒီရှိနေတာတိတ်တောင်တိတ်နေရောဒီကောင် arrow လာထီတော့ကျွန်တော်ကပြန်ရှော့တော့ပါတယ်မှာဆိုရင်အနောက်နေကျွန်တော် AC လေးဒီကောင်နဲ့စပယ်ကုန်ပြီးဆိုမှ AC လေးခီးကောက်လိုက်ရပါဂျူလီယန်လေးကိုပါခေးလိုက်ကောက်မှာပေါ့နော်ဒီကောင်တော့ပြေးသွားပါတော့ပြေးသွားတော့လည်းလွတ်သွားတာပေါ့မာဆန်နဲ့ခဏပကွီတို့တေသွားပြီဖြစ်တော့ကျွန်တော်အနေနဲ့ second lock လေးကိုထပ်ပြီးလုပ်တယ်ဒီချိန်မှာ Bra-ray ကဒါလာလူပဲပေါ့နော်လာလူတော့ဒီကောင် RT ကိုတောင်းတယ် RT တောင်းနေတော့ RT ပေးသွားရဆိုတော့ကျွန်တော်ဖက်လည်း spare တွေ AC ကျွေးနေဒီကောင်ကိုဖြတ်ပေးလိုက်တယ်အမှ second lock လည်းကျွန်တော်တို့ပဲရရှိသွားတယ်ပေါ့နော်second lock ခေးပြီးတော့မီယာမြန်မာလိုကြီးကိုပြောက်ပြီးလာပြတော့ကျွန်တော်လည်း spare 1 2လေးနဲ့တီးပေးလိုက်ရပါတော့ဒီမှာဆိုရင်ဂျူလီယန်ဖိလစ်ကာရှော့တုံးနေတော့ဒီကောင် like ပေးတယ်ပြီးတော့အကောင်လည်း short သွားတယ်ပေါ့နော်လောရပြီးတော့ဒီကောင်လည်းတလိန်နဲ့တက်လာတော့အမှပတဲတွေကဆိုင်သွားတယ်ပေါ့နော်ဆိုင်တော့ကျွန်တော်မီယာလေးကို spare 1နဲ့ဝင်ပြီးတော့တီးပေးလိုက်တယ်ဒီမှာဆိုရင်လည်းပပီတိုပါထပ်တီးပေးလိုက်ရပါတော့ဒီမှာ Bra-ray RT ကအခုမှပေးရဆိုတော့ကျွန်တော်လည်းရှောင်းလိုက်တယ်ရှောင်းလိုက်ပြီးတော့ဒီကောင်မှာဂျူလီယန်နဲ့ Bra-ray နှစ်ကောင်ပဲကျန်တော့ဆိုတော့ဒီမှာကျွန်တော်ဂျူလီယန်ဝင်ပြီးတော့ခေးပေးလိုက်တယ်ပေါ့နော်ခေးပေးလိုက်တဲ့အချိန်မှာကျွန်တော်အဲ့လိုမျိုးတွေတိမ်မှာကြောက်လို့ importer လေးကိုချိုးပြီးဆွတ်ထားတယ်အဲ့ဒီမှာစရီနာနဲ့ Bra-ray နှစ်ကောင်ပဲကျန်ဆိုတော့ကျွန်တော်ဒီပွဲ9ဘောရခိုင်တော့တော်တော်များတော့ဆိုတော့မှာစရီနာလည်းလာကုတ်တယ် A-star ကလည်းခီးတယ်ဆိုတော့ဒီကောင်မှာကျွန်တော်တက်ပြီးတော့နောက်ဆုံးတော့တာဝါလေးကို AC ပဲချိုးလိုက်ရပါတော့ဒီလိုနဲ့ပဲကျွန်တော်နိုင်ရရှိပါပါတယ်ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့လည်းအားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ Facebook page လေးကိုလည်း follow လေးလုပ်ပြီးတော့ TikTok account လေးကိုလည်း follow လေးလုပ်ခဲ့ပေး